မင်းဘသူကိုခြောက်နေတာလဲခြောက်တာမဟုတ်ဘူးဖြစ်လာနိုင်တဲ့အကျိုးဆက်ကိုကြိုရှင်းပြနေတာကောင်းပြီငါလက်မှတ်ထိုးမယ်တောဝက်နည်းနည်းနဲ့ငါတို့ကိုမခြောက်နဲ့မှတ်ထားကြပါဒီဆုံးဖြတ်ချက်ကိုခမည်းတော်ကိုယ်တိုင်ရွေးချယ်ခဲ့တာမကြောက်ကြနဲ့ရွာသားတို့သူကကိုယ့်အတွက်ထွက်ပေါက်ချန်နေတာပါငါတို့ရွာမှာလူအများကြီးရှိတာပဲတောဝက်နည်းနည်းကိုဘာလို့ကြောက်ရမှာလဲတောဝက်2ကောင်3ကောင်တကယ်ဆင်းလာရင်တော့ရွာသားတွေဝိုင်းဖမ်းပြီးစပွဲပေါ်တင်လိုက်ရုံပဲကောင်းပြီငါလည်းလက်မှတ်ထိုးမယ်ဘာပဲဖြစ်ဖြစ်ငါတို့ရွာမှာတောဝက်မရှိဘူးရှောင်းအန်းကတစ်ပင်နဲ့နဲ့ကိုအရန်ရေးလှုပ်လွန်းတာတကယ်ကိုအကြီးတန်းနဲ့မြင်ကွင်းပဲအခုတော့တရွာလုံးရဲ့ဆန္ဒကိုကောင်းကောင်းမြင်လိုက်ပြီမဟုတ်လားကျွန်တော်ကောင်းကောင်းမြင်လိုက်တယ်ပြီးတော့တေချာလဲမှတ်ထားမယ်လင်ဖန်ဒီညပဲမဖြစ်မနေခုတ်ရမှာလားသူတို့မစောင့်နိုင်တော့ဘူးဆိုရင်သူတို့ဆန္ဒအတိုင်းလုပ်ပေးလိုက်တာပေါ့မနှက်ဖြန်နေအောင်ထွက်တာနဲ့ငါးဆက်ပစ်ချန်30ဧကကပတ်စံတွေဖြစ်လာတော့မယ်လင်ဖန်လိုလူနဲ့သိပ္ပံပညာအကြောင်းပြောနေလို့အကျိုးမရှိဘူးအမိန့်စာထွက်လာတာနဲ့သူခုတ်ရမှာပဲလင်ဖန်အနက်ဒါစီပျောက်သွားပြီတကားဖွင့်လိုက်ပြီလင်ဖန်အနက်ဒါစီလုံးဝမရှိတော့ဘူးတကားလဲပွင့်သွားပြီဟာငါချမ်းသာခြင်းကိုတားထားတဲ့အဲ့ဒီတစ်ပင်ကနောက်ဆုံးတော့ပျောက်သွားပြီအခုငါ Sunshine Roses စပစ်တီးတွေအရန်ချိုပြီးအရန်ဈေးကောင်းတော့မယ်ရှွန်စီဒီနှစ်တော့ပတ်စံအများကြီးရဖို့ပဲစောင့်နေတော့အဲ့ဒီကောင်အခုဘာတွေလုပ်နေတာလဲလင်ဖန်တန်မဏိနေရန်က3မီတာမြင့်တဲ့အုံမြစ်ကို1.2မီတာအနက်တူးထားတယ်မင်းတောင်းဆိုတဲ့အတိုင်းတိုက်ခိုက်မှုဒဏ်ခံနိုင်ရေးကိုလည်းအားဖြည့်ထားတယ်နောက်3ရက်အတွင်းအပြီးဆောက်နိုင်မယ်အဓိကစမ်းသက် area မှာကွက်လက်လုံးဝမရှိစေရဘူးဟာအားလုံးလာကြည့်ကြပါဦးလင်ဖန်ကငါတို့ကြောင့်ယူသွားပြီထင်တယ်တိန်းရချီအကုန်ခံပြီးတန်မဏိလောင်အိမ်ကြီးဆောက်ပြီးကိုပိတ်ထားမလို့လားတန်တိုတန်စားတွေကိုမြေထဲမြုပ်ဖို့တိန်းရချီတုံးနေတာတက္ကသိုလ်ပွဲရဆိုပေမဲ့တွက်ချက်တာကလေသမားတောင်သူ့ထက်ပိုတော်သေးတယ်ပတ်စံဖြုံးနေတာတက်ပဲလင်ဖန်အဲ့ဒီတန်မဏိလောင်အိမ်ကဘာကိုကာကွယ်ဖို့စောက်တာလဲတောရိုင်းတိရစ္ဆာန်တွေကိုကာကွယ်ဖို့တကားကဖွင့်ပြီးသွားပြီးခမားတို့ရဲ့စပစ်တီးချန်နဲ့လေယာတီးနှံတွေကိုသာဂရုစိုက်ကြပါဟန်ဆောင်မနေနဲ့ငါစပစ်တီးတွေကိုဒေါ်လာ1 သန်းနဲ့ရောင်းပြီးရင်နေ့တိုင်းမင်းရဲ့တန်မဏိလောင်အိမ်ရှိမှာအသားကင်ပွဲလုပ်မယ်မင်းကိုသွားရည်ကြအောင်လုပ်ပြမယ်ဥရှုအနက်ဒါစီရဲ့တက်ရောက်မှုကပျောက်သွားပြီးစောင်းဥရာသီမှာတောင်ပေါ်မှာအစာရှားတယ်ဒါကြောင့်တောဝက်တွေကတစ်တီးနဲ့ပြောင်းခင်းနှံကိုလိုက်ပြီးတောင်အောက်ကိုတေချာပေါက်ဆင်းလာလိမ့်မယ်ရှောင်းအန်းမင်းတေချာရဲ့လားဒီသတင်းသာပြန့်သွားရင်ရွာထဲမှာအုပ်အော်တောင်းနှင်းဖြစ်သွားလိမ့်မယ်အခုအုပ်အော်တောင်းနှင်းဖြစ်တာကနောက်မှငိုရမယ့်အခြေအနေထက်ပိုကောင်းတယ်ကောင်းပြီဒီတခါတော့မင်းကိုယုံလိုက်မယ်ဒီညကစပြီးရွာသားအားလုံးတကားတွေပြတင်းပေါက်တွေတေချာပိတ်ထားကြဖို့ပြောလိုက်မယ်လေထဲကရိတ်သိမ်းလို့ရတဲ့ပြောင်းတွေကိုလည်းနောက်2ရက်3ရက်အတွင်းအမြန်ဆုံးရိတ်သိမ်းကြဖို့ပြောလိုက်မယ်အာယုံစိုက်ကြပါရွာသားအားလုံးနောက်တောင်ဘက်ကနေတောဝက်တွေဆင်းလာနိုင်ပါတယ်ညဘက်မှာတကားတွေပြတင်းပေါက်တွေတေချာပိတ်ထားကြပါလေထဲကပြောင်းတွေရိတ်သိမ်းလို့ရနေပြီဆိုရင်အမြန်ဆုံးရိတ်သိမ်းကြပါဒါဆိုငါပြောင်းခင်းကိုအရင်ရိတ်သိမ်းလိုက်မယ်လင်ဖန်ရဲ့တန်မဏိနံရံကလည်းစောက်ပြီးသွားပြီးတကယ်ပဲတောဝက်တွေရှိနေရင်ဘယ်လိုလုပ်မလဲဒါပေမဲ့ဒီပြောင်းတွေကလုံးဝမချောက်သေးဘူးအခုရိတ်လိုက်ရင်အဆိုတက်များနေပြီးပတ်စံအများကြီးဆုံးရှုံးမယ်မရိတ်နဲ့မင်းတို့ဘာဖြစ်နေတာလဲလင်ဖန်ပြောတိုင်းလိုက်လုံနေကြတာလားဒါပေမဲ့ရွာလူကြီးကအတန်လွှင့်ထားတာလေအဲ့ဒါလင်ဖန်ကရွာလူကြီးကိုခြောက်ထားတာသူကိုယ်တိုင်တိန်းရချီအကုန်ခံပြီးတန်မဏိနေရန်စောက်ထားတာကတရွာလုံးကိုသူနဲ့အတူထိတ်လန့်စေခြင်းလိုပဲဘာတော့ဝက်လဲငါထင်တာတော့ငါစပစ်တီးရောင်းကောင်းတာကိုမနာလို့လုံနေတာအခုအလောတကြီးရိတ်သိမ်းလိုက်ရင်ဆုံးရှုံးမဲ့ပတ်စံကိုသူရော်ပေးမှာလားဟုတ်တယ်အခုရိတ်သိမ်းရင်တအေးကချင်းစီမှာဆုံးရှုံးမှုမနှဲဘူးအားလုံးငါစကားနားထောင်ကြငါတို့ရွာကဆယ်စုနှစ်များစွာအေးချမ်းချမ်းနေလာတာတောဝက်ကဘဲကနေရောက်လာမှလဲလင်ဖန်ရဲ့လက်ကွက်ထဲမဝင်ကြနဲ့ဒီညပြီးရင်ငါတတိမပေးခဲ့ဘူးလို့မပြောနဲ့ပညာရှိကြီးလုံးမနေနဲ့တောဝက်တကယ်ရှိရင်ငါကိုပြနဲ့လိုက်မောင်းထုတ်လိုက်မယ်စပစ်တီးဖို့2 သန်းအကျွေးဆက်ပြီးရင်တော့အမျက်အများကြီးကြံအောင်မယ်လင်ဖန်ရီမနာလို့တေတော့မယ်ဟေ့ဘသူလဲငါစပစ်တီးကိုဘတခိုးနေတာလဲဘာလုပ်နေတာလဲတခြားဟာထင်နေတာဒါလေးပဲကိုငါခွေးထက်တောင်တေးသေးလေးကျန်းစီပါဖြစ်တာလဲတောဝက်ကလေး3ကောင်လောက်ပါဓမီထိုးလိုက်တာနဲ့ကြောက်ပြီးပြေးသွားတယ်တွေ့လားငါပြောသားပဲတောရိုင်းတိရစ္ဆာန်တွေကလူကိုကြောက်တယ်လင်ဖန်ကစိုးရိမ်လွန်နေတာမနှက်ဖြန်ကော်ပြားတွေထပ်ဝယ်ထားအောင်မယ်နောက်တစ်ခါပြန်လာရဲ့